မင်္ဂလာပါချက်မှာတော့မုန်းရဲ့ချင်းပါပြောမှာကတော့ကုံဆုံးတော့မယ်တရက်တာမှာကြံရှိတဲ့အချိန်လေးတမိုးရှိရှိကုံဆုံးစီမှုပါတနေ့တာပြန်မလို့တဲ့မှုကိုသိထားပြီးမိသားစုကိုချိန်ပေးပြီးပြောပြစွာတင်ပြလိုက်ပါအချိန်တွေတိုင်းကတမိုးရှိပါလေဘလောက်ပဲပြန်မတဲ့နေ့တွေဖြစ်ခဲ့ပါစေအိမ်ပြန်ရောက်တဲ့အချိန်ရာအားလုံးတိတ်ကအမှတ်တရပါလေဒီနေ့အောင်မြင်မှုကတင့်ကိုပြုံးလို့တယ်လို့စာဆုံးမှုကလည်းတင့်ကိုပို့ပြီးတောင်းတင်းခိုင်ပါစီမှာပါဒီညကိုမြေမောတန်နဲ့ဆွန်စွာပြီးဆက်လိုက်ပါလို့ထော်လာတဲ့နတ်ပြန်ဟာတင့်အတွက်ခွင့်ရတဲ့အောင်မြင်မှုတွေဆောင်ပါပါလေဒါနဲ့စကားမဆန်ကျွန်တော်ချက်တဲ့ဘုံရဲ့ချင်းနဲ့ရက်စာရှင်းပြပါဦးဗျာ။ဘယ်ရှင်းပြမှာပါ။ဆုံးနေကြည့်နေတဲ့